ဟယ်လိုကိုသိန်းတို့မိသားစုဒီနေ့ရွှေနဲ့တောင်ဖျားပွဲတော့ကိုသွားလိုက်ထားပါတယ်ဗီဒီယိုလေးအဆုံးနဲ့ကြည့်ခဲ့ပြီပါခင်ဗျာကိုသိန်းတို့ကတော့ပြည်ရနေပြီးတော့အိုးအေ2စီးငှားပြီးတော့သွားပါတယ်ဆွေမျိုးတွေအများများတာမလို့အိုးအေ1စီးမှာလူ8ယောက်လောက်ပါပါတယ်ခင်ဗျာစတာနော်ပြည်ကနေစတင်ပြီးတော့ထွက်ပါပြီစင်မကြက်ခိန်နာကိုရောက်ပါပြီရွှေတောင်မြို့တစ်ခုလုံးမှာဒီနေရာလေးတော့တော်တော်လေးသဘောကျပါတယ်ရွှေနဲ့တောင်ရဲ့ဆိုင်းဘုတ်အဝင်လေးပါခင်ဗျာဖျားပွဲရှိတာမလို့ဆိုင်ကယ်တွေကားတွေအများများပါတယ်နေလဲပူတယ်ဖုံးမှုတွေလည်းအများများတာမို့လို့ဆောင်းလေးတခြားယူခဲ့ပြီပါလမ်းလေးကတော့မစိုးတလောက်လေးနည်းနည်းလေးစိုးပါတယ်ဒါကတော့ကျွန်တော်တို့အတူတူအိုးဝေးပေါ်မှာလိုက်လာတဲ့အမျိုးတွေပါခင်ဗျာဒီနေရာလေးကတော့ကျွန်တော်တို့ဒါရွှေနဲ့တောင်အဝင်ပေါ့နော်အိမ်နောက်ရောက်ပါပြီအမေကတော့အပျော်ဆုံးပါဒါကတော့ကျွန်တော်ရဲ့အတော်စနေရပါသူကအရန်ကြောက်တယ်နှင်းကင်းကြောင်တောင်ယူလေးပင်လေတများကြီးလောရဲနေလဲသိလားကျွန်တော်တို့သွားတဲ့အချိန်ကနည်းနည်းလေးနောက်ကျနေပေါ့နော်နည်းနည်းနေပူတဲ့အချိန်အဲ့မှာတော့မှတွေ့လာဟိုလူတွေအများကြီးပဲဒါတော့အမေနဲ့တစ်ဖြတ်ရွှေနဲ့တောင်ဖះအောင်အရင်မသွားပဲနေအမှပွဲသေးတဲ့အရင်ဝင်သွားပါတယ်ကျွန်တော်တို့ကတော့နေကင်းကြောင်တော်ရောက်သွားလို့လူမများဘူးလို့ထင်တာဟုတ်လူတွေကတော့အများကြီးပဲမုတ်ဆိုင်နေလည်းရှိပါတယ်အမှစားစရာအဲ့မှာလေလူစုကွဲသွားလို့ကျွန်တော်တို့လူပြန်ပြီးစောင့်အောင်ပါသေးတယ်လူစုကွဲသွားတဲ့ယောက်ကဘယ်သူလဲဆိုတော့ဒီကလေး2ယောက်ပါပြီးတော့ခရီးဆက်ကြပါတယ်ခရီးဆိုင်နဲ့ကျွန်တော်တို့စပါတယ်ပွဲစည်းတဲ့ဝင်သွားပြီးတော့ဖျားပြောက်လို့လည်းရှားနေတယ်ဖျားမဟာတော့ဖျားပြောက်တရတိတုတ်တယ်လေးတွေ့လို့ဝယ်လိုက်ပါတယ်စားကောင်းပါတယ်အဲ့တယ်လေးလည်းမစိုးပါဘူး1000မိုးကနေစပြီးတော့ရပါတယ်တရတိဝယ်ပြီးတော့ကျွန်တော်တို့ဒီဆောင်းထဲကနေတက်ပါတယ်မိသားစုလိုက်မိသားစုလိုက်တက်တဲ့ဆိုပေမဲ့လေပျောက်လို့လေရှာနေရတယ်တဲ့နဲ့စောင့်နေရတယ်သိလားအော်တော့သူမဒါလေးကတော့ကျွန်တော်ရေမြတော်ပေါ်ရောက်ပါပြီခင်ဗျာလူတွေအရန်များလို့ဘယ်မှာထိုင်လို့ထိုင်ရမှန်းတော့မသိပါဘူးဒါကတော့တမိုင်းဝင်ရွှေနဲ့တောင်ဖျားကြီးပါခင်ဗျာအားလုံးကိုဖူးမြော်လို့ရအောင်ရိုက်ပြပေးထားပါတယ်နေရာမရှိလို့အဲ့ဒီနေရာမှာပဲစားလိုက်ရပါတယ်ခင်ဗျာသူမပဲလာပြီလို့ရောချက်လက်ဆွေမျိုးတွေကလည်းလိုအားပေးရနော်ဒါလေးကတော့အလူငွေထည့်တာပါဒါပြီးတော့ကျွန်တော်တို့ဖျားကိုဟိုဘက်ဒီဘက်ရှောက်ပတ်ပြီးကြည့်ပါတယ်ခင်ဗျာအဲ့နောက်ကျွန်တော်အောက်ကိုဆင်းပါတယ်ဝင်ကဘာပတ်ပါတယ်ရွှေနဲ့တောင်ရလို့ရှိရင်အဲ့ဒီဝင်ကဘာကိုတော့ပတ်ဖြစ်အောင်ပတ်ဖျက်ပြီးပါခင်ဗျာအပေါ်တက်မခွာနဲ့နော်ကာစီတာပတ်ဆက်မပေးရဘူးဓလေကာစီရင်ပတ်ဆက်မပေးရလို့ကျွန်တော်အားချောင်းလိုက်ပါတယ်ဒါပေမဲ့တရားပေးရပါတယ်ခင်ဗျာအဲ့ပြီးတော့အပေါ်တက်ပြီးတော့အမေတို့ကိုပြန်ခေါ်ပါတယ်ကျွန်တော်တို့အောက်ကိုဆင်းပါတော့မယ်ခင်ဗျာဝိသမားတွေဖုံးဆက်နေပါပြီအပြန်လဲအဲ့တရသီးတုတ်သေးရှိကကျွန်တော်ထပ်ဝင်လာပါသေးရဲ့ကြိုက်လို့ပါပြည်ကနေရွှေနဲ့တောင်ထိသွားပြီးထမင်းစားပြီးဆိုတော့ပြန်มาတော့မယ်ခင်ဗျာကျွန်တော်ရဲ့ vlog လေးကိုဒီမှာဆုံးသက်ပါမယ်သဘောကျရင်ဆို like comment and follow လို့ပါခင်ဗျာ bye bye